ကျမ်းမာရေးနဲ့ကိုယ်ခန္ဓာအလေးချိန်လို့ခေါ်တဲ့ weight control အတွက်အရေးပါပါတယ်ဒါဆိုရင် fiber ကိုလူတွေပြောနေကြတယ်ရှင်းနဲ့နားလည်လွယ်အောင်ပြောမယ်ဆိုရင်တော့ fiber လို့ပြောပြီးတော့ fiber ဘာတွေဖြစ်လဲဘာတွေရှိလဲဆိုတော့ကျွန်တော် detail ရှင်းပြချင်ပါတယ် fiber ကိုအမျိုးအစား2မျိုးခွဲခြားနိုင်ပါတယ် soluble fiber လို့ခေါ်တဲ့ပျော်ဝင်လွယ်တဲ့အမြင်နဲ့ insoluble fiber မပျော်ဝင်လွယ်တဲ့အမြင်ဆိုပြီးခွဲခြားနိုင်ပါတယ် soluble fiber ပျော်ဝင်လွယ်တဲ့အမြင်တွေကရေတွေကိုစုပ်ယူပါတယ် insoluble fiber မပျော်ဝင်လွယ်တဲ့အမြင်တွေကတော့ရေကိုမစုပ်ယူပါဘူးအဆိုင်ဦးလန်းကြောင်းမှာ soluble fiber လို့ခေါ်တဲ့ပျော်ဝင်လွယ်တဲ့အမြင်တွေကရေနဲ့ပေါင်းပြီးတော့သူတို့ကဘာဖြစ်သွားလဲဆိုတော့ gel လိုမျိုးအဆီလိုမျိုးဖြစ်သွားပါတယ် gel ပုံစံပြောင်းလဲသွားပါတယ်အဲ့ဒီ gel ပုံစံပြောင်းလဲပြီးတော့အစာစုပ်ယူတဲ့အခါမှာပုံမှန်ထက်နှေးသွားစေပါတယ်အဲ့ဒီအတွက်ကြောင့်အစားအသောက်တွေမှာပါတဲ့အချိုဓာတ်တွေကိုတခြားဓာတ်တွေအချိုဓာတ်တွေဟာချက်ချင်းတက်သွားတာမရှိတော့ဘဲနဲ့ဖြည်းဖြည်းချင်းပဲတက်ပါတော့တယ်ဒါဆိုဘယ်ဟာတွေက soluble fiber လဲရေမှာပျော်ဝင်တွေတဲ့အမြင်တွေလဲလို့အဲ့အစားအသောက်တွေကဘာတွေလဲလို့မေးစရာရှိပါတယ် soluble fiber တွေကတော့ unprocessed plant food ပေါ့ထူးထူးခြားခြားဘာမှမလုပ်ထားတဲ့တဘာဝအမြင်များတဲ့အသီးတွေဟာအဓိကပါဝင်ပါတယ်အဲ့တော့တချို့အသီးတွေကိုတချို့ပြန်ပြင်ဆင်ထားတာတို့ဂျယ်လီတက်တွေပြန်လုပ်ထားတာတို့အဲ့လိုမျိုးလေးတွေမဟုတ်ပဲနဲ့တဘာဝအတိုင်းရှိနေတဲ့အမြင်များတဲ့အသီးတွေက soluble fiber တွေဖြစ်ပါတယ်ဒါဆိုရင်ချစ်ချူနေတဲ့လူတွေမှာစီးကျူလည်းဖြစ်တယ်ဆိုရင်တော့အမြင်များတဲ့စားစာကိုစားဖို့မမေ့ပါနဲ့နံပါတ်10ကတော့ vitamin D level ကိုအကောင်းဆုံးထိန်းထားပါ vitamin D ဟာသွေးထဲမှာရှိတဲ့အချိုဓာတ်ကိုထိန်းညှိဖို့အလွန်အရေးပါပါတယ် vitamin D လုံတော့ရရင်ဒါမှမဟုတ် vitamin D သွေးထဲမှာရှိတယ်ဆိုရင်အရန်ကျနေနော် vitamin D သွေးထဲမှာအရန်ကျနေစီးကျုပ်ဖြစ်ဖို့များနေပါတယ်ကျန်းမာရေးအဖွဲ့အစည်းတွေဖြစ်တဲ့ organization တွေရှိပါတယ်သူတို့ရဲ့အဆိုအရ vitamin D ကို30 nanogram per ml ဒါမှမဟုတ်75 millimole per liter ဟာအကောင်းဆုံးပါပဲတဲ့အဲ့ဒါတွေကတောင်းနားမလဲပါဘူးကျွန်တော်ပြန်ပြောပြပါမယ် vitamin D လုံလောက်ရမယ်ဆိုရင် type 2 diabetes mellitus လို့ခေါ်တဲ့အမျိုးအစားနဲ့စီးကျိုးဘယ်လောက်ထိကာကွယ်မလဲဆိုတော့63%လောက်ထိကျဆင်းသွားစေပါတယ်ဒါကြောင့် vitamin D ကတအားကိုအရေးပါပါတယ်ဥပမာတစ်ခုပြောရမယ်ဆိုရင်ကျွန်တော်ဖင်လန်နိုင်ငံတွေဟာစီးကျိုးကဖြစ်မှုအများဆုံးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်သူတို့ဟာအမျိုးသားစီးကျိုးတိုက်ဖျက်ရေးအထီတောင်ကမ်ပိန်းတွေလုပ်ကြပါတယ်ကလေးရောလူကြီးရောလူတိုင်းဒီပါစီးကျိုးဖြစ်နေပါတယ်သူတို့နိုင်ငံမှာမျိုးရိုးကိုစီးကျိုးဖြစ်ကြပါတယ်ဒါကြောင့်သူတို့စီမှာစီးကျိုးအခမဲ့စင်တာတွေကိုနေရာတကာမှာဖွင့်ထားပါတယ်အဲ့တော့စီးကျိုးအခမဲ့စင်တာတွေထဲမှာဘာတွေကျွေးလဲဆိုတော့ကလေးငယ်တွေကို vitamin D တွေကိုတိုက်ကျွေးပါတယ် vitamin D ဟာဆေးလုံးဝပဲရတာမဟုတ်ပါဘူးနေရောင်ကလည်းရပါတယ်အဲ့တော့ကလေးငယ်များကိုနေရောင်အောက်မှာကျွန်တော်ပေးစော့နေရင်လည်းအဲ့ဒါဒီတဘာဝရတဲ့ vitamin D ကိုအလကားရနေမှာဖြစ်ပါတယ်ဒါပေမဲ့ဖင်လန်လိုနိုင်ငံတွေမှာကြတော့သူတို့နိုင်ငံတွေမှာနေရောင်ရတာအရင်အားနေပါတယ်ဒါကြောင့် vitamin D ကိုကလေးတွေကို
ပိုဖြစ်ဖို့အခွင့်အရေးတွေပိုများပါတယ်ဒါကြောင့်ဒီဘက်ခေတ်မှာ organic ဆိုတဲ့စကားတွေကခေတ်စားလာတော့လည်းတွေ့ရပါတယ်အဲ့ဒါအရင်ကောင်းပါတယ်ဒါဆိုရင် poor quality diet လို့ခေါ်တဲ့အရည်အသွေးအရန်နှိမ့်တဲ့အစားအသောက်တွေအဲ့အစားအသောက်တွေမှာဘာတွေပါလဲဆိုတော့ကြာရှည်ခံအစားအသောက်တို့စီးချိုယောဂါကို30%လောက်ထိပိုဖြစ်စေပါတယ်ပုံမှန်အဲ့အစားအသောက်တွေကိုမစားဘဲနဲ့နေတဲ့လူနေတဲ့လူတဲ့ဆိုင်ရင်အဲ့အစားအသောက်တွေပဲမှီဝဲပြီးစားတော့နေတဲ့လူကပုံမှန်ထက်30%လောက်စီးချိုဖြစ်ဖို့ပိုများပါတယ် nutritious လို့ခေါ်တဲ့အာဟာရတွေပြည့်ဝနေတဲ့အစားအသောက်ပေါ့နော် nutritious whole food ပေါ့အဲ့အာဟာရတွေပြည့်ဝနေတဲ့အစားအစာတွေမှာစီးချိုယောဂါကိုအထူးပြုလုပ်ထားတဲ့ဥပမာဖြည့်ဆွတ်စာတို့စီးချိုယောဂါ diabetes သမားကိုပဲအထူးပြုလုပ်ထားတဲ့ whey protein တို့လိုမျိုးဆိုရင်တော့စီးချိုယောဂါဖြစ်မှုနှုန်းကိုတက်တာတော့မှာဖြစ်ပါတယ်အဲ့တော့ ready made အစားအသောက်စားခြင်းကိုရှောင်ပါလို့ကျွန်တော်ပြောချင်ပါတယ်နံပါတ်7ကတော့အပိုင်း3ပိုင်းလုံးမှာနောက်ဆုံးအချက်ပါပဲအဲ့ဒါကဘာလဲဆိုတော့ဆေးဘက်ဝင်အပင်မြောက်ကိုမှီဝဲတာပါဆေးဘက်ဝင်အပင်ဆိုရင်ကျွန်တော်တို့နိုင်ငံမှာတဘာဝဆေးဘက်ဝင်အပင်အများစွာရှိပါတယ်ဆေးဘက်ဝင်အပင်တွေကတိုင်းရင်းဆေးမြန်မာတိုင်းရင်းဆေးအတွက်ထုတ်လုပ်နေသလိုယခုခါမှာအင်္ဂလိပ်ဆေးတို့အနောက်တိုင်းဆေးတွေမှာအစအဲ့ဒါကိုကြဲကြဲပြတ်ပြတ်ထုတ်လုပ်လာတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ဆေးဘက်ဝင်အပင်နဲ့စီးချိုနဲ့ဘယ်လိုအာနိသင်ရှိလဲဆိုတာမေးစရာရှိပါတယ်တချို့ဆေးဘက်ဝင်အပင်တွေကအာနိသင်တွေကလည်းမနှဲပါဘူးဘာလို့လဲဆိုတော့တချို့ဆေးဘက်ဝင်အပင်တွေက insulin sensitivity လို့ခေါ်တဲ့ insulin ရဲ့အကျိုးသက်ရောက်မှုကိုကောင်းစေပြီးတော့ diabetic progression လို့ခေါ်တဲ့စီးချိုသမားဖြစ်မှုကိုစီးချိုဖြစ်ပွားနှုန်းကိုလျှော့ချစေပါတယ်ဒါဆိုရင်ဆေးဘက်ဝင်အပင်တွေကစီးချိုကိုတက်တာစေတယ်တချို့အပင်တွေတက်တာစေတယ်ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်ဥပမာလေးနှစ်ခုပေးပါမယ်နံပါတ်1ကတော့စနွင်းဖြစ်ပါတယ်ကျွန်တော်မြန်မာလူမျိုးတွေဟင်းတော်တော်များများမှာလည်းထည့်သုံးကြပါတယ်စနွင်းဟာ anti inflammatory properties ပေါ့နော်ကျွန်တော်အယောင်ကျစေတဲ့အစွမ်းသတ္တိသူ့မှာရှိပါတယ်ဒါကြောင့် arthritis လို့ခေါ်တဲ့အဆစ်မြစ်ရောင်တဲ့ယောဂါတွေမှာတက်တာစေတဲ့အပြင် pre-diabetics လို့ခေါ်တဲ့ရှေ့ပြေးစီးချိုသမားတွေကိုလည်းအထူးသုံးသင့်တဲ့ပစ္စည်းလေးဖြစ်ပါတယ်ဘာကြောင့်ရှေ့ပြေးစီးချိုသမားတွေကိုကျွန်တော်အထူးသုံးသင့်လဲဆိုတော့ insulin တားဆီးမှုကိုကျဆင်းစေပါတယ်အဲ့တော့ insulin ရဲ့အားတွေပိုကောင်းလာပြီးတော့စီးချိုဖြစ်မှုနှုန်းကိုလျော့ကျစေပါတယ်နောက်တစ်ချက်ကကြတော့ရေနွေးချမ်းဖြစ်ပါတယ်မြန်မာတော်တော်များများတောက်သုံးကြပါတယ်ရှေးခင်ကလေးကအခုထိရေနွေးချမ်းကိုဧည့်ခံကြတယ်ရေနွေးချမ်းမှာ antioxidant ပါပါတယ်ဓာတ်တိုးဆန့်ကျင်တဲ့ဂုဏ်သတ္တိပါပါတယ်အဲ့ဒီအတွက်ကြောင့်အိုမင်းရောမှုတို့အလှပတို့ထိမ့်သိမ့်ပေးပါတယ်အိုမင်းရောမှုကကွယ်တဲ့အလှပကိုထိမ့်သိမ့်မယ်တေချာတောက်သုံးတဲ့ခါကျရင်ရေနွေးချမ်းဟာအစာရင်ဦးလန်းကြောင်းမှာရှိတဲ့တေချာတောက်သုံးဆိုတာကကျွန်တော်ရေနွေးချမ်းတီးတန့်မယ်ပေါ့နော်အခုနောက်ပိုင်းကတော့ရေနွေးချမ်းကိုလည်းအကြောတွေပါလာလို့ကျွန်တော်ကြားပါတယ်အဲ့တော့အဲ့ရေနွေးချမ်းတီးတန့်မယ်တောက်သုံးတဲ့လူကဦးလန်းကြောင်းမှာအစာအာဟာရစုပ်ယူမှုကိုလျော့ကျစေပါတယ်ဒါကြောင့်စားသမျှအချိုတွေအကုန်လုံးတွေးတဲ့မဝင်မဲနဲ့စီးကျူဖြစ်မှုကိုလျော့ကျစေပါတယ်ဒီဘက်ခင်မှာအရင်လိုရင်နှွေးချမ်းစကားဝိုင်းနေတော့ပြန်လည်တိဆောက်အောင်မဲ့သဘောဖြစ်နေပါတယ်အဲ့တော့ကျွန်တော်ဒီ၄ချက်နောက်ဆုံး၄ချက်ကိုကျွန်တော်ပြန်ပြီးတော့အချင်းချုပ်ပြန်ပြောပြပါမယ်နံပါတ်9ကကြတော့အမြင့်များတဲ့အဆအစာကိုစားပါနံပါတ်10ကကြတော့ vitamin D ကိုလုံလောက်မိဝဲပါနံပါတ်7ကကြတော့နံပါတ်7ကကြတော့အဓိကဘာဖြစ်စီလဲဆိုတော့အသင့်စား ready made အစားအသောက်တွေကို short စားပါနံပါတ်7ကကြတော့တဘာဝဆေးဘက်ဝင်အပင်တွေကိုမှီဝဲပါလို့ဖြစ်ပါတယ်ဒါတော့စီးချိုတွေကဘလို့ကကွဲမယ်အပိုင်း3ဖြစ်ပါတယ်အပိုင်း1နဲ့အပိုင်း2ကိုကြည့်ပြီးသားဖြစ်မယ်လို့ကျွန်တော်ယူဆပါတယ်ဒီဗီဒီယိုလေးကြည့်ပြီးအကျိုးကျေးဇူးရရှိတယ်ဆိုရင်တော့ like and share လုပ်ဖို့မမေ့ပါနဲ့အားလုံးစီးချိုယောဂါမှာကင်းဝေးကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်